နိုဝင်ဘာလ28ရက်နေပြည်တော်ကိုရောက်နေတဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသမ္မတအိမ်တော်မှာအခမ်းကြိုဆိုခဲ့ပါတယ်။မတ်လမှာလှုပ်ခတ်ခဲ့တဲ့ငါလင်ကြီးကြောင့်ပျက်စီးခဲ့တဲ့သမ္မတအိမ်တော်မှာပြည်ပခေါင်းဆောင်တဦးကိုပထမဆုံးပြန်လည်ကြိုဆိုတာဖြစ်ပါတယ်။သမ္မတအိမ်တော်ပြုတ်ပြမှုကိုဘယ်လာရုစ်သမ္မတခရီးစဉ်အမီပြီးစီးအောင်နေ့ရောညပါအစိမ်မြင့်ခဲ့ရတယ်လို့အိမ်တော်နဲ့နိစတူတူကပြောပါတယ်။အခမ်းကြိုဆိုပွဲကိုမြက်ခင်းပြင်မှာမလုပ်ပဲအိမ်တော်အတွင်းမှာပြုလုပ်ခဲ့တာတွေ့ရပြီးလုံခြုံရေးအရာဖြစ်နိုင်တယ်လို့အခမ်းအနားတက်ရောက်သူတို့ကပြောပါတယ်။စစ်ကောင်းဆောင်ကဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌအဖြစ်မိတ်ဆက်ပေးတဲ့အခါလူကာရှန်ကိုကသမ္မတရဲ့ညာလက်ယုံပေါ့လို့စကားပြန်ကတဆင့်ပြောတဲ့အခါမှာညာလက်ယုံလို့ပြန်ပြောင်းပြောခဲ့ပါတယ်။ဝန်ကြီးချုပ်ဦးညိုစောနဲ့ဆက်လက်မိတ်ဆက်ပေးတဲ့အခါလူကာရှန်ကိုကယင်းနေပြီးသားဖြစ်ပါတယ်လို့စကားပြန်ကတဆင့်ပြောပါတယ်။ဦးညိုစောကစစ်ထောက်ချုပ်ဘွားနဲ့ဘယ်လာရုစ်ကိုတရားဝင်ရောလျှို့ဝှက်ခင်းစဉ်တွေပါအချင်းချင်းတွားခဲ့ဖူးသူဖြစ်ပါတယ်။အဲ့ဒီနောက်မြန်မာနဲ့ဘယ်လာရုစ်ကြားနိုင်ငံနားလည်မှုစာချွန်လွာတွေလက်မှတ်ရေးထိုးခဲ့ကြပြီးညနေပိုင်းမှာလူကာရှန်ကိုဟာနေပြည်တော်ကနေပြန်လည်ထွက်ခွာခဲ့ပါတယ်ခင်ဗျာ။